လုံးမမြင်တော့ကျွန်တော် plus ပါအရှိရတော့ sushi ပဲကျွန်တော် second သိမ့်မှာပေါ့နေဒါတော့ကျွန်တော် intro ကတော့မွေးတော့အဓိကကျွန်တော် fight ဖို့ပါ okay ပါဒါနဲ့မင်းကဆော့ပဲရအောင်တော့ဝယ်လာလားအေးငါဝယ်လိုက်ပြီလေအေးဟုတ်ပြီမင်းကပါရွေးမအောင်ငါတော့ golden night ဟုတ်ပြီငါလည်း golden night ငါဝင်သွားပြီကဲကျွန်တော်တို့ရဲ့ battle ဆောက်မှာပါကျွန်တော်အလဲမှာ fight မှာပါဆိုတော့ကျွန်တော်ပစ္စည်းတွေအရင် prepare ရမယ်တော့ fight boss လာပါပြီ ready 3 2 1 go I'm sorry man another right sorry နဲ့ all a ပါ နဲ့တော့ wait ကျွန်တော် need more another right right ဆောက်မတုံးနဲ့တော့လေငါလည်းမတုံးတော့ပြစ်လိုက်တော့မယ် okay ငါလာခဲ့လိုက်တော့ okay brother okay sorry but အဲ့ဒါဘာလို့တန်းနေွားလဲ another right sorry နဲ့ရိုက်လိုက်ရတာအေးတနာတော့တင်းတော့ဗျာရေချိုးကဲစပါမယ်wait ငါမြင်အောင်သိတော့မှာငါဒီမှာကျွန်တော်ပြေးနေရပြီလို့ပြေးနေရ what the miss ပါဟဲ့ဦးတန်းလေးဆက်လိုက်ပါဦးမယ်ဟာမလည်းမြင်ပါဟဲ့ကျွန်တော်သိတော့မှာဝန်တွေးကွာထင်တာလို့ကျွန်တော်လည်းLet's go စူဂျီနိုင်သွားပါတယ်လို့တကယ်ပွဲဆိုရတယ်တကယ်အားလုံးပဲဆိုတော့စူဂျီကနိုင်သွားမော်နော်စူဂျီနိုင်သွားပါတယ်စူဂျီနိုင်သွားတော့ဂုဏ်ယူပါတယ် let's go စူဂျီနိုင် Thank you ပါဒါကြောင့်မလို့ကျွန်တော်ပွဲစဉ်ကြီးလည်းထုတ်ပြလိုက်ပါပြီဒါကြောင့်မလို့ဒါပေမဲ့အခုကြံသေးရနော်ဘာလဲဆို subscribe ဖို့ပါ like and subscribe လေးလည်းလုပ်ခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ် bye bye နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်